ပြည်သူနဲ့ဥဝဲတို့လိုလိုက်ဖက်လွန်လို့သဘောတူခံရတဲ့အေဂျင့်မောင်နဲ့မင်းမြင့်မို့ပရိသတ်များလုံးမင်္ဂလာပါရှင်77မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အနုပညာလောကရဲ့နာမည်ကျော်ထိပ်တန်းဇနီးမောင်နှံတွေထဲမှာဆိုရင်မင်းသားကြီးပြည်သူနဲ့မင်းသမီးကြီးအင်ဒရာကျော်စင်တို့ကထိပ်ဆုံးကပါဝင်နေပါတယ်အင်မတန်လဲလိုက်ဖက်ညီလုံးသလိုတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ထောင်ထားနိုင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်အားလုံးရဲ့အထင်ကြီးလေးစားမှုတွေကိုရရှိနေကြတဲ့ပြည်သူနဲ့အင်ဒရာကျော်စင်တို့လိုအနုပညာရှင်ဇနီးမောင်နှံဖြစ်လာနိုင်တဲ့ဆိုပြီးတင်စားခံနေရတာကတော့အေဂျင့်မောင်နဲ့မင်းမြင့်မို့ပဲဖြစ်ပါတယ်။မကြသေးခင်ကမှအကယ်ဒမီကိုရရှိထားတဲ့မင်းသားအေဂျင့်မောင်နဲ့အကယ်ဒမီမင်းသမီးမင်းမြင့်မို့ဟာဆိုရင်လက်ရှိမှာချစ်သူရေးစားတွေဖြစ်နေကြပြီလို့သတင်းတွေပြန့်နှံ့နေခဲ့ပါတယ်။မင်းသားအေဂျင့်မောင်နဲ့မင်းသမီးမင်းမြင့်မို့တို့ကအနုပညာတက်တန်းသိပ်ပြီးတော့မကြသေးပေမဲ့ထူးချွန်တဲ့အရေးချင်းတွေကိုထုတ်ပြနိုင်ကြတဲ့သူတွေဖြစ်ပါတယ်။အေဂျင့်မောင်ဆိုရင်လည်းတစ်ချိန်ကနိုင်ငံကျော်မင်းသားကြီးရဲ့ကိုဝါလေးလို့တောင်မှတင်စားရတဲ့အထီပါပဲ။မင်းသမီးမင်းမြင့်မို့ဟာဆိုရင်လည်းထိတ်တန်းမင်းသမီးအင်ဒရာကျော်စင်တို့မရှိရဲ့နောက်ပိုင်းအနုပညာလောကထဲမှာတော်တော်လေးနာမည်ရလာတဲ့မင်းသမီးလေးတစ်လက်ပေါင်းထူးချွန်တဲ့အနုပညာအိုက်တင်အရေးချင်းတွေကိုလည်းပိုင်ဆိုင်ထားသလိုရိုးရှင်းစွာနဲ့နေထိုင်တတ်ပြီးတော့စိတ်သဘောမနှောကောင်းလာတဲ့သူတို့နှစ်ယောက်ကိုကြည့်ရတာကောင်းတစ်ချိန်ကပြည်သူနဲ့ဥဝဲတို့ကိုပြန်မြင်နေရတယ်လို့ပဲလို့အားလုံးကချီးကျူးနေကြပါတယ်မင်းသားကြီးပြည်သူနဲ့မင်းသမီးကြီးအင်ဒရာကျော်စင်တို့ဟာဆိုရင်အခုလိုမျိုးပဲအနုပညာအလုပ်တွေကိုအတူတကွတွဲဖက်လောက်ကင်ရင်းနဲ့စစ်သူတွေဖြစ်သွားခဲ့ကြပါတယ်အဲဒီနောက်မှာတော့မြန်မာနိုင်ငံမှာအခမ်းအနားဆုံးဆိုတဲ့မင်္ဂလာပွဲကြီးကိုပရိသတ်တွေအားကြစရာကောင်းအောင်ကျင်းပပြုလုပ်သွားခဲ့ပါတယ်။အခုချိန်မှာတော့သားလေးတစ်ယောက်သမီးလေးတစ်ယောက်နဲ့အင်မတန်သားရစရာကောင်းတဲ့မိသားစုဘဝလေးကိုတည်ထောင်ထားနိုင်ခဲ့ပါပြီ။အခုလိုမျိုးအနုပညာလောကတွေကလှုပ်ဖို့ကိုင်ဘက်အချင်းချင်းတွေ့ဆုံကြပြီးတော့လူတကာအားကြရတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားနိုင်တာကြောင့်အေဂျင့်မောင်နဲ့မင်းမြင့်မို့တို့ကိုလည်းသူတို့လိုဖြစ်လာနိုင်မယ်လို့ချီးကျူးနေကြတာပါ။မင်းသားအေဂျင့်မောင်နဲ့မင်းသမီးမင်းမြင့်မို့တို့ကလက်တလုံးမှာတော့တွဲသွားတွဲလာလှုပ်ကြတာတွေတော်တော်များပါတယ်။ဇက်ကားတွေတွဲဖက်ရိုက်ကူးတာလည်းတော်တော်များနေရဖြစ်ပြီးဘလို့ဇက်ကားမျိုးမှမဆိုအရန်လိုက်ဖက်ညီစွာနဲ့တရုပ်ဆောင်နေတာကိုတွေ့ရပါတယ်။နှစ်ယောက်သားကချစ်သူတွေဖြစ်နေကြပြီးလဝင်ခံထားခြင်းမရှိသေးပေမဲ့တယောက်နဲ့တယောက်ခံစားချက်တွေချစ်ကြိုက်နေကြတယ်ဆိုတာသိသာစေပါတယ်။အကယ်ဒမီဆုကိုရရှိရတောင်မှရှေ့စဉ်နောက်ဆင့်ရရှိခဲ့ပြီးတော့အနုပညာအရာမှာဆိုရင်ပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့လိုလိုက်မမီနိုင်တဲ့အနေအထားပဲဖြစ်ပါတယ်။ဒီလိုမျိုးဘယ်ဘက်ကမှလိုအပ်ချက်မရှိပြည့်စုံတဲ့သူတို့နှစ်ယောက်ကနေနေလာရွှေနေမြောက်လိုလိုက်ဖက်တဲ့ခေတ်သစ်အနုပညာရှင်စုံတွဲလေးဖြစ်လာတာပါမကြသေးခင်ကပွဲတူတက်နေတဲ့ပုံရိပ်လေးတွေမှာဆိုရင်တယောက်ရဲ့လက်ကိုတယောက်ဆွဲကင်ပြီးတော့တကယ်ဇနီးမောင်နှံတွေအလားထင်ရလောက်တဲ့အထီပါပဲသူတို့နှစ်ယောက်ရဲ့အရန်လိုက်ဖက်နေတဲ့ပုံရိပ်လေးတွေကိုတွေ့ရတာကတစ်ချိန်ကမင်းသားကြီးပြည်တီဦးနဲ့မင်းသမီးကြီးအင်ဒရာကျော်စင်တို့ကိုပြန်မြင်တွေ့နေရတယ်လို့ပဲလို့ချီးကျူးမှုတွေရှိနေပါတယ်နှစ်ယောက်သားတရားဝင်ဖွင့်ပြောပြီးတော့လက်တွဲကြမယ်ဆိုရင်ပရိသတ်တော်တော်များများကတော့သဘောတူကြမှာပါကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောပြည်တီဦးနဲ့ဥဝဲတို့ဇနီးမောင်နှံကိုအရန်လိုက်ဖက်လွန်လာတဲ့အေဂျင့်မောင်နဲ့မင်းမြင့်မို့တို့ကိုသဘောတူကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်